ခုလက်ရှိရောက်တဲ့ရှိတဲ့နေရာတော့ဒါတန်ရန်မျိုးနယ်တွေကဆွမ်းဆောင်ဆုံးရွာလေးတရွာဖြစ်တယ်ကျွန်တော်တို့မိုင်ဆိုတဲ့အမည်ရှိတဲ့ရွာတရွာရောက်ရှိနေဖြစ်ပါတယ်ဒီရွာမှာတော့ဒါတကယ်ဝေးလံခေါင်ဖျားပြီးတော့ဒါတူတူရောက်ပေါက်နေပါတဲ့ကြေးရွာလေးလည်းဖြစ်ပါတယ်ဒီရွာနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်ဘက်ကတင်ပြစရာတော့များရှိတယ်ဒီထက်မှာကျွန်တော်တို့လက်ရှိလောလောဆယ်ကျွန်တော်တို့ဒီရွာမှာမြင်တွေ့နေရဆဲဖြစ်တဲ့ဒါအိမ်နဲ့ရှေ့ကြောင်းကျွန်တော်ဆက်ပြီးတင်ပြပေးမှာဖြစ်ပါတယ်မိုင်းနိုင်ဖြစ်ပါတယ်โอเคလာဒီမှာရင်ဆုံးစပြီးတော့မြင်မြင်ကြည့်အောင်ဒီဟာဒီအိမ်ကလည်းအိမ်နဲ့ရှည်ပါနော်အိမ်နဲ့ရှည်လေအစနောက်ခတ်မှဝေပုံကန်တောင်ပနေကကြောမလို့ကန်မတဲ့စင်အိုင်ဖက်ဝင်ကန်တော့ပဲနိကန်တောင်အာနေမနာဟိုကိုဘူရန်ဟိုဘူဒါဟိုမ်အော်ဒူတေမလဘေဗီကထောင်းနဲ့ကွာနာနေမအန်ဟိုမတဲ့ကရခကြီးအာကိုမုံပါအဲ့ဒီကကဂျူပတဲ့အာနေသူနဲ့ဒီကူကမဟိုင်ဒါရပါနော်ဒီတော့ပါနော်ဒီအိမ်နဲ့ရှင်လေးမှာဒါခွဲမဲ့ဆိုရင်အင်အောင်စုခွဲမဲ့ဆိုရင်အဓိကဒီမီးဖို့ပဲကြည့်ရတာပေါ့နော်ဒီမီးဖို့ရှိတယ်ဆိုရင်ဒါဒီမီလာစုရှိရပေါ့နော်ဒါဒီမီလာစုရှိတယ်ဒီထဲမှာတော့ဒီတွေ့ရတယ်ကြားထဲမှာတော့ထွက်တာမရှိဘူးချက်နေပဲချက်မရှိမျိုးမြင်ကွင်းလှလှလေးနဲ့ဒီလိုမျိုးရောင်ဆောင်တွေးတွေဒီလိုမျိုးမြင်တွေ့ရဖို့တော့တော်တော်လေးတော့ဒီရွာထဲမှာတော့ရှားပါသွားပြီပေါ့နော်ဒါဒီအိမ်ထဲမှာဆိုရင်ကျွန်တော်မြင်ရတဲ့လောက်ဆိုရင်အိမ်ချီ10လုံးနီးပါးလောက်ကိုဒီလိုအိမ်တိုင်းရှေ့မှာစုပြီးတော့ဒါမိသားစုလိုက်နေထိုင်ကြကျွန်တော်တွေ့ရတယ်ပေါ့နော်သူတို့ဒီလိုစုစည်းပြီးတော့နေထိုင်ရတဲ့အကြောင်းရင်းကတော့အဓိကတော့သူတို့ရဲ့သားဆွေမျိုးစင်ဆက်ကနေပြီးတော့သူတို့အချင်းချင်းမွေးလာတဲ့သားတွေရနေပြီးတော့ဒါအိမ်နေဆက်ပြီးတော့ဒါစီလုံးချင်းကိုပြတဲ့သဘောအနေနဲ့ပြရုပ်အနေနဲ့ပေါ့နော်သူတို့ဒီစလုံးချင်းကိုပြတဲ့အနေနဲ့ဒီအိမ်နှန်းရှည်လေးစောက်ပြီးနေထိုင်ရတာဖြစ်တယ်လို့ဒါကျွန်တော်တို့လေးတာစုံစမ်းသိရတယ်ပေါ့နော်အားတယ်ပေါ့နော်ဒီကပုံမှန်နော်